ခင်မိတ်ကညာမောက်ကျော်ဒီအရေးနာဆဲကာခွေပေးတဲ့အမယုတ်မဟုတ်ရပါဘူးဟာအောင်မင်းတုတ်တန်ထုတ်ဘာခေါက်တတ်စေပွဲတခြားလုံးအမိုက်ပေါ်ဟေးအားလုံးတော့စုံစမ်းမေဖေဟာသားတော်ရဲ့ရွှေညံ့စင်ញင်မအောင်သားတော်ရဲ့တစ်ဖက်ကမလို့ဓမ္မအမုန်းစကားတွေနဲ့ဂုံချောနေကြတာကိုမေဖျားအားလုံးသိတယ်သားတော်မှာမေဖျားသိတယ်မှန်ပါတယ်အောင်တီအပြစ်ရှိတဲ့သူအပြစ်ပေးရမှာပေါ့အောင်တီကိုအပြစ်ပေးရမှာပေါ့သားတော်ဒါပေမဲ့အမတ်ကြီးဦးမြတ်ဆန်ကဇရိတ်ပေးလို့အဝဲကိုနှင်လိုက်တယ်ဆိုတဲ့စကားကတော့မဟုတ်ပေဘူးသားတော်မှာမဟုတ်ပေဘူးခုနတော့ကတိုင်းဝင်မင်းရဲ့အနားမှာလာပြီးပြောသွားတာကငါအောင်တင်ကသူ့ဟာသူအကြောက်ကြီးကြောက်ပြီးထွက်ပြေးသွားပါတယ်လို့ပြောတဲ့စကားကိုပုံကြီးချက်အပြစ်မကြီးကြီးအောင်လုပ်ပြီးအမတ်ကြီးကဇရိတ်ပေးလို့အဝဲကိုနှင်ပါတယ်လို့မဟုတ်မမှန်လှုပ်ကြံပြီးပြောတဲ့စကားတွေကိုမေဖျားနားခါတယ်ဟဲ့သားတော်မေသားတော်မောင်ရဲ့ညီငယ်တပုံရံနဲ့ဂုံခံနေဆိုတာကိုတော့မေဖျားမသိပါဘူးသားတော်မောင်ရဲ့မသိပါဘူးဒါပေမဲ့သားတော်ရဲ့မိခင်ဆိုတာလိမ္မာတဲ့သားကိုလည်းချစ်တယ်ဆိုးတဲ့သားကိုလည်းချစ်ရတာပါပဲသားရဲ့ချစ်ရတာပါပဲဒီလိုပါပဲသားရဲ့ဟော်ရီကအမတ်ကြီးလက်ဝဲရလေခက်နဲ့နှစ်ဖက်ခွဲပြီးတောင်ဝင်ထမ်းဆောင်တဲ့သူပါသားတော်မှာမာပီတာဆရာသူယူမင်းအကျိုးဆောင်မခေါင်ထိသင်္ကာနဲ့အညာဝါဤခုနှစ်မျိုးမတတ်ရပါဘူးသားတော်မောင်ရဲ့ဘယ်တော့မှမတတ်ရပါဘူးသားတော်မောင်ရဲ့ဟဲ့မောင်မေရှင်းတော့ကသားသားခုနကဟောဒီအမမင်းနဲ့ပြောသွားတဲ့စကားထဲမှာအမတ်ကြီးဦးမြတ်ဆန်ကအောင်တင်ကိုဇရိတ်ပေးလို့အဝေးကိုနှင်လိုက်တယ်ဆိုတဲ့စကားဟောက်မှန်ဤမဟုတ်မှန်ဤဟောက်တိုင်းမှန်ရတရုပ်တင်သားဟဲ့မဟုတ်ကြောင်းပါခင်ဗျာကဲသားတော်မှာကြားသိမြင်သိပြီဖုတ်လားသားတော်မှာအမေဖေဟာဥပုသ်ဆောင်ကိုသွားတယ်လမ်းမှာအမတ်မင်းတွေကကြိုတင်ပြီးတရုပ်တင်လို့မေဖေဟာအကြောင်းအကျိုးအဆိုးကောင်းသိရပါပြီသားတော်မောင်ရေအဲ့ဒါကြောင့်လေဟောရီကဥမျက်ဆိုင်ရဲ့အိမ်တော်ကိုမေဖေဟာကိုယ်တိုင်ကြွလာရတာပါသားတော်အမတ်ကြီးဥမျက်ဆိုင်လေမင်းငါဆက်တိုင်တာဝန်ထမ်းဆောင်လာခဲ့တဲ့သူပါသားတော်မောင်ရေမောင်ရဲ့ဖခင်အလောင်းမင်းတရားကြီးလက်ထက်အထိတာဝန်တိတိသစ္စာရှိနဲ့မင်းမှုထမ်းခဲ့တဲ့သူပါသားတော်မောင်ရဲ့မေဖျားလေမေဖျားဥပုသ်ဆောင်ကိုမဝင်ခြင်းမှာအမတ်ကြီးဦးမြတ်ဆန်ကိုတေစေတတ်စေအမိတ်မှပလိုက်လို့တခြားအမိတ်တော်များချမှတ်ပေးပါလားသားတော်မောင်ရဲ့မေဖျားလေဦးမြတ်ဆန်ရဲ့အသက်ကိုဥပုသ်ဆောင်မဝင်ခင်မေဖျားကိုလှူဒန်းမလားသားတော်မောင်ရဲ့မေဖျားကိုလှူဒန်းမလားမေဖျားစကားတာနာကြလို့လက်ဝဲတုံတရာအမတ်ကြီးကိုတေစေတက်စီအမိတ်မှာပတ်လက်လို့မေအားလမ်းပါတယ်မေဖျားဥပုသ်ဆောင်တို့စိတ်အေးချမ်းသာစွာဖြင့်တရားသွားပြီးတော့အထုတ်တော်မူပါမေတာဒုပါသားတော်ရဲ့